ကိုဖြစ်စေခြင်းနဲ့ပုံစံအတိုင်းနေမဖြစ်တဲ့အခါလူတစ်ယောက်ကိုအယံဒေါသထွက်ပြီးတော့စိတ်ဆိုးနေပြီလားအဲ့ဒီလိုပဲကိုပြောစကားနားမထောင်ဘူးကိုလိုချင်တဲ့ပုံစံမဖြစ်လို့တယောက်ယောက်ကိုရောစိတ်ဆိုးအောင်စိတ်နာအောင်လုပ်မိခဲ့လားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါဘာကြောင့်လဲဆိုတော့ဘဝကကိုဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူးတခါတလေမှာကိုလိုချင်တဲ့အရာလေးတစ်ခုအတွက်နဲ့ကိုမလိုချင်တဲ့ပြဿနာပေါင်းများစွာကိုဖြေရှင်းရတယ်ကိုမလိုချင်တဲ့အရာတွေအားလုံးကိုလည်းလက်ခံရတယ်ကိုမလုပ်ချင်တာတွေကိုလည်းလုပ်လိုက်ရတတ်တယ်အဲ့တော့ဒီနေရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အားလုံးကြားဘူးတဲ့မူရလက္ခဏာဇတ်တော်ကိုအားလုံးသိပါတယ်ဒီယသိကဘုရင်ရဲ့မိဖုရားကိုသဘောကျတယ်လိုချင်တယ်အဲ့ဒီအခါမှာဘုရင်ကြီးရှိရနေပြီးတော့မှဒီမိဖုရားကိုလိုချင်တဲ့အကြောင်းပြောတော့ဘုရင်ကလည်းရက်ရောပါတယ်မိဖုရားကိုပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာဘာကြောင့်ပေးလိုက်တယ်လဲဆိုတော့ဒီမိဖုရားဟာဉာဏ်ပညာရှိတာကိုသိလို့ပေးလိုက်တာအဲ့တော့ဒီယသိကမိဖုရားကိုယူသွားပြီးတဲ့အခါမှာမိဖုရားကြီးကဉာဏ်ကောင်းတယ်ရေခတ်ပေးရေချိုးဖို့အတွက်နေရာလုပ်ပေးဒီတိုင်းမချိုးနိုင်ဘူးဒီပုံစံအတိုင်းစင်းစင်းရဲမအိတ်နိုင်ဘူးအဲ့တော့မွေရာတွေကဒင်တွေပေါ့နော်ဒီဘက်ခေတ်လို့ဆိုရင်ရှာပေးညောင်ဆောင်တွေရှာပေးအဝတ်အစားကောင်းတွေရှာပေးအကုန်လုံးကိုရှာခိုင်းတယ်အကုန်လုပ်ခိုင်းတာအဲ့ဒီမှာသူတယောက်တည်းနေတုန်းကချမ်းသာတယ်အေးဆေးတယ်ဘာမှလည်းလိုလေသေးမရှိဘူးအဲ့တော့အခုသူလိုချင်တဲ့ဒီမိဖုရားကိုချောချောလာလာမိဖုရားတယောက်ကိုလိုချင်လိုက်တာအတွက်နဲ့သူမလိုချင်တဲ့အရာတွေမိဖုရားခိုင်းသမျှကိုသူအကုန်လုပ်ရတယ်အဲ့တော့နောက်ပိုင်းတော့ဒါသူမိဖုရားကိုပြန်ပြီးတော့မှသွားအပ်တယ်ပေါ့နော်ဘုရင်ရှိမှာအဲ့တော့ဆိုလိုချင်တာကဒါကိုပြောချင်တာမဟုတ်ပါဘူးတခါတလေဘဝကကိုလိုချင်တာတွေကြီးပဲဖြစ်နေတာမဟုတ်ဘူးကိုလိုချင်တာတစ်ခုအတွက်နဲ့တော့ကိုမလိုချင်တဲ့အရာတွေကိုမလုပ်ချင်တဲ့အရာတွေကိုပြန်ပြီးတော့လုပ်ရတတ်တယ်ပေးဆက်ရတတ်တယ်ဆိုတာကိုပြောချင်တာပါဒါကြောင့်မို့လူတစ်ယောက်ကြောင့်ကိုဟာစိတ်ဆိုးနေတယ်ဆိုရင်လည်းအဲ့ဒီလူတွေကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပါမပြီးတဲ့နောက်မှာကိုကြောင့်တစ်ဖက်သားကစိတ်ဆိုးသွားတယ်ဒေါသထွက်သွားတယ်နာကျင်သွားတယ်ဆိုရင်လည်းတောင်းပန်နိုင်အောင်ကြိုးစားပါဒါကြောင့်ကိုစိတ်ဆိုးအောင်လုပ်တဲ့လူနာကျင်အောင်လုပ်တဲ့လူတွေကိုလည်းခွင့်လွှတ်လိုက်ပါကိုကစိတ်ဆိုးအောင်လှုပ်ထားမိတဲ့လူတွေနာကျင်အောင်လှုပ်ထားမိတဲ့လူတွေရှိနေခဲ့ရင်လည်းတောင်းပန်လိုက်ပါ